တင်ချာကိန်းကနန်းအရာတင်းနဲ့ပေါင်းရင်နှစ်ဆိုတာမှန်ပေမဲ့ရီမှုဖော်ဆက်တဲ့အခါရနံ့တစ်ပေါင်းတစ်ခုကိုနှစ်ဆတိုးလိုက်ရင်ရနံ့ကနှစ်ဆပြင်းသွားမယ်လို့မိတ်ဆွေထင်ပါသလားတကယ်တော့အဲ့လိုမဟုတ်ပါဘူးဒါဟာရနံ့ဖန်တီးတဲ့သူတွေနားလည်ထားရမယ်စတီဗင်ပါဝါလောဆိုတဲ့စိတ်ဝင်စားစရာသိပ္ပံအချက်လက်တစ်ခုပါဘာကြောင့်ပမာဏတိုးတိုင်းရနံ့ကအချိုးကျပုံမပြင်းရတာလဲကျွန်တော်တို့ရဲ့နှာခေါင်းကရနံ့တွေကိုလက်ခံတဲ့နေရာမှာအချိုးကျလီနီယာအလုံးမလုံးပါဘူး diminution return လို့ခေါ်တဲ့တိုးလေးထူးခြားမှုနည်းလေးဆိုတဲ့အတိုင်းရနံ့မရှိတဲ့အခန်းထဲမှာရနံ့တစ်စက်ချလိုက်ရင်အရင်သိတာပါတယ်ဒါပေမဲ့ရနံ့တွေအများကြီးရှိနေတဲ့အချိန်မှာနောက်ထပ်တစ်စက်လောက်ထပ်ထည့်လိုက်ရင်တော့နှာခေါင်းကဘာမှအထူးခြားမခံစားရတော့ပါဘူးကျွန်တော်ရဲ့နှာခေါင်းမှာအကန့်အသတ်ရှိပါတယ်နှာခေါင်းထဲကအာယုံခံဆဲ receptor လေးတွေဟာအနံ့တွေနဲ့ပြည့်သွားပြီဆိုရင်အပြင်ကဘလောက်ပဲထပ်ပြီးတော့တိုးလာပါစေအုံနောက်ကပိုပြင်းလာပြီလို့အချက်ပြမှုကိုမလုပ်တော့ပါဘူး aldehyde လို့ ingredient မျိုးဆိုရင်ပိုဆိုးပါတယ် aldehyde တွေကနည်းနည်းလေးတိုးလိုက်ရုံနဲ့နှာခေါင်းကိုချက်ချင်း saturated ဖြစ်သွားစေပါတယ်အဲ့ဒီအချိန်မှာပမာဏတွေအများကြီးထပ်ထည့်မိရင်အနံ့ကပိုပြီးပြင်းလာတာမျိုးမဟုတ်တော့ဘဲနဲ့အနံ့ရဲ့ character တစ်ခုလုံးပျက်စီးသွားတတ်ပါတယ်ရနံ့ဖန်တီးသူတယောက်အတွက်အရေးကြီးတဲ့သင်ခန်းစာတစ်ခုပါအများကြီးထပ်ထည့်နေတာဟာအဖြစ်မဟုတ်ပါဘူးအနံ့ကိုကြိုက်လို့တချို့ ingredient တွေရဲ့အနံ့လေးတွေကိုကြိုက်လို့ပိုရစေခြင်းလို့ပမာဏကိုတိုးနေမဲ့အစားတခြားအနံ့တွေနဲ့တဟဇာတဖြစ်အောင်ချိန်ညှိပြီးတော့ပေါင်းဆက်ဖန်တီးရမယ့်အပိုင်းကပိုပြီးအရေးကြီးပါတယ်။နောက်အနံ့ရဲ့ impact တွေကိုနားလည်ဖို့တော်တော်အရေးကြီးပါတယ်။ရနံ့တစ်ခုချင်းစီရဲ့ exponent မတူတာကြောင့်ဘယ်ရနံ့ကိုဘယ်လောက် ratio ထားရမလဲဆိုတာကိုအနံ့တွေကိုမဖန်တီးခင်ရင်သေသေးချာချာသိပ္ပံနည်းကျတွက်ချက်ရပါတယ်။ perfumery ဆိုတာရနံ့တွေကိုစူးထည့်တာမဟုတ်ပဲလူနှာခေါင်းရဲ့အာယုံခံစားမှုကိုပညာသားပပကစားတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။